สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ကြားရတော့စစ်စစ်ဖိုးပါဒီနေ့ကျွန်မအားလုံးကိုလာပြီးမျှဝေပေးခြင်းတဲ့စကားလုံးလေးကတော့အရန်လွယ်တယ်နော်ထိုင်းစကားလုံးဝမတင်ဘူးတဲ့သူတွေတောင်ပြောလို့အတန်ထွက်လို့ရတဲ့အတန်ထွက်ပဲဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ပိုင်တော်ပိုင်ပေါ်အိုက်ပိုင်တော်မင်းအိတော်ပိုင်တော်ဆက်သွားတယ် continue လုပ်တာပိုင်ဆိုတာသွားသည်တော်ဆိုတာကတော့ဆက်တာကိုပြောတာဆိုတော့ချိတ်ဆက်တဲ့သဘောမျိုးပြောတာတော်ဆိုတာချိတ်ဆက်တယ်ဆိုတဲ့သဘောမျိုးပြောတာဖြစ်တယ်အဲ့တော့ပိုက်တော်ဆိုတာဆက်သွားတယ်အဲ့တော့ဖိခါအကိုကြီးပိုက်တော်ได้ไหมဆက်သွားလို့ရလားပိုက်တော်ဟုတ်ပြီနော်โอเคမှာเราไปต่อကဲလာကြတို့တွေဆက်သွားကြမယ်တခါလေးကြာကျွန်မစာတင်တဲ့ချိန်ကြာလို့ရှိရင်အဲ့လိုပေါ့နော်ပိုက်တော်ဆိုတဲ့ဟာလေးနဲ့ထည့်ပြောတတ်တယ်เราคงไปต่อไม่ไหวแล้วငါတို့ဆက်သွားလို့တက်နိုင်တော့ဘူးဟာเหนื่อยมากမောတယ်ขอพักก่อนได้ไหมนาးလို့ရလားเนาะခဏလောက်နားလို့ရမလားไปต่อไม่ไหวแล้วဆက်သွားလို့မရတော့ဘူးရှေ့ကိုဆက်ဖို့မရတော့ဘူးအဲ့တော့ဘာပဲနေနေไปต่อလို့ဆိုတဲ့အတန်ထွက်ကြားလာရင်ဆက်သွားတယ်ဆိုတဲ့ကိစ္စကိုပြောတာဖြစ်တယ်ဒါပေမဲ့အဲ့ကောင်လေးတွေကိုကျတော့နည်းနည်းလေးပေါ့နော် twist လုပ်လိုက်မယ် flip လေးလုပ်လိုက်မယ်ပေါ့နော်ဘယ်လိုလဲဆိုရင်ရှေ့နောက်လှည့်လိုက်မယ်ပိုင်တော်ပြောင်းပြန်လှန်လိုက်တော့ပေါ်တိုင်တော့မဟုတ်ဘူးနော်ပိုင်တော်ပေါ်တိုင်ဆိုပြီးပြောတတ်ကြတယ်ပိုင်တော်တော်ပိုင်ပြောင်းပြန်လေးပေါ့နော်နောက်စလုံးရှေ့ထားရှေ့စလုံးနောက်ထားပုံစံလေးသွားမှာဖြစ်တယ်ပိုင်တော်ဆက်သွားတယ်တော်ပိုင်ဆိုတာကတော့next ကိုပြောတာဖြစ်တယ်ต่อไปဆိုတာကတော့ next စာလုံးပေါင်းတူတူပဲလုံးဝမလွဲပါဘူးต่อမိန်အိတ်ต่อပေါ်အိုက်ပိုင်ต่อไปเนาะ next အဲ့တော့ဘယ်နေရာမှာကြားနေကြလဲဆိုလို့ရှိရင်สถานีต่อไปอโศก next station อโศกสถานีต่อไปสยาม next station สยามကဲနားလဲသွားပြီเนาะအဲ့တော့ရှေ့မှာရောက်မယ်အရာကဆိုတဲ့သဘောမျိုးပြောတာဖြစ်တယ် next ဆိုတာရှေ့သို့မဟုတ်ရင်လည်းနောက်တစ်ခုဆိုတဲ့သဘောကိုတက်ရောက်တာဖြစ်တယ်အဲ့တော့ကျွန်မကတခါတလေစကားပြောတဲ့ခါကြားလို့ရှင်စာတင်ရင်းနဲ့ပြောတဲ့ခါကြားလို့ရှင် okay ทุกคนมาต่อไปหน้าต่อไปဆိုတဲ့ next စာမျက်နှာအဲ့တော့ရှေ့စာမျက်နှာเราไปต่อဆက်သွားကြမယ်มาต่อไปเราไปต่อนะคะต่อไป next มาเราไปต่อนะคะเสร็จต่อကြမယ်เนาะဟုတ်ပြီเนาะအဲ့တော့ต่อไปต่อတခါလေကြာရင်နောက်တစ်ခုကဘယ်လိုမျိုးပြောလို့ရသေးလဲဆိုရင်အဲ့ဒီဘာလဲဆိုတော့ไปต่อဆိုတဲ့ဥစ္စာလေးကိုပေါ့နော်တခါလေကြာရင်ဆက်ပြီးတော့မှလုပ်တယ်ဆိုတဲ့နေရာမှာကျတော့ဘယ်နာလေးထပ်ကြားရသေးလဲဆိုလို့ရှိရင်เนาะไปเรียนต่อไปทำงานต่อဆက်ပြီးတော့เนาะကျောင်းဆက်တက်တယ်အလုပ်ဆက်တော့လုပ်တယ်ไปทำงานต่อที่สิงคโปร์မှာကျောင်းအလုပ်ဆက်တော့လုပ်တယ်ไปเรียนต่อที่อเมริกาမှာကျောင်းဆက်တက်တယ်အစရှိတဲ့ဖြင့်အဲ့လိုမျိုးစကားလုံးလေးတွေကြားရမယ်ဒါပေမဲ့ကျတော့အဲ့ဒီไปต่อဆိုတဲ့ဥစ္စာလေးကိုဘာလေးနဲ့တွဲလဲဆိုရင်သဘောကไปต่อใบขับขี่ไปต่อใบขับขี่driving license ကိုတက်တန်းတိုးတယ်ไปต่อวีซ่าတက်တန်းတိုးတယ်ဆိုတဲ့အခါကျတော့ช่วงนี้เรารู้สึกงานยุ่งมากเลยช่วงนี้เรางานยุ่งมากเลยแล้วพอดีว่าพอเราเปิดพาสปอร์ตดูอุ๊ยตายแล้วหมดอายุแล้วนี่นาเราต้องไปต่อวีซ่าแล้วอุ๊ยตายแล้วหมดอายุแล้วนี่นาเราต้องไปต่อวีซ่าแล้วโอ้ยไม่ไหวจริงๆเหนื่อยมากเนาะဟုတ်ပြီเนาะโอเคအားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ขอบคุณมากนะคะสวัสดีค่ะ